Hello အားလုံးပဲမယ်လို့ခင်ဗျာ Amazing fan နေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညီကိုတို့နဲ့အတူတူပြပနိုင်ငံကတိုက်ချက်နဲ့ပတ်သက်တဲ့ဗီဒီယိုအကြောင်းအရာတွေကိုအတူတူကြည့်ရှုသွားကြအောင်ပါခင်ဗျာဟုတ်ကဲ့ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe မပြုလို့သေးပါက subscribe ပြုလုပ်ခဲ့ပါရန်ယူသေးလေးစားစွာတောင်းဆိုအပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီဗီဒီယိုမှာတော့လိမ့်လိုက်တဲ့ခါမှာအောက်ကနေပြီးတော့တုတ်ရင်ခံတဲ့ခွက်လေးကိုတတ်ထားတာကိုတွေ့ရပါတယ်ဘယ်လိုလဲဆိုတာတစ်ချက်ကြည့်ပြပါဦးခင်ဗျာဟုတ်ကဲ့ဒုတိယဗီဒီယိုတစ်ပုဒ်ကတော့ BNN နိုင်ငံကဒီကြက်တွေကိုအိုးဆောင်နဲ့အုပ်ပြီးတော့အောက်မှာခင်းတဲ့အခင်းမို့ပဲနဲ့သူကနေပြီးတော့ဒီ fiber ပြားတွေကိုပြုတ်ထားတဲ့ဥစ္စာကိုကြည့်ရှုကြမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့တတိယဗီဒီယိုတစ်ပုဒ်ကတော့အခုနောက်ပိုင်းမှာထွက်ရှိလာတဲ့ BNN နိုင်ငံကဒီကြက်အုပ်တဲ့ချင်းတွေကိုဆက်လက်ပြီးတော့ကြည့်ရှုကြမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့စထဗီဒီယိုတစ်ပုဒ်ကတော့ဒီချက်ချန်ဆောက်ထားတာလေးကအတော်လေးကိုကောင်းပုံပြီးတော့တည်တတ်တယ်ပေါ့နော်ဒီဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုကြအောင်ပါဟုတ်ကဲ့ဒီဗီဒီယိုကတော့ချက်ချန်ကိုဆောက်ထားတာလေးကပို့ပြီးတော့တည်တတ်မှုရှိတယ်ပြီးတော့ပူတဲ့ရာသီတွေမှာအေးဓာတ်ရအောင်လို့အပင်လေးတွေကိုလည်းဂျားထဲမှာစိုက်ပေးထားတယ်ပြီးတော့အစာသိမ်းအတွက်ပါစားလို့ရအောင်မှာပြုလုပ်ထားတယ်လို့တော့ကျွန်တော်တို့မြင်ပါတယ်အပေါ်မှာလဲဒါအရင်တနည်းတွေပေါ့နော်အဲ့ဒါကြီးလဲအုံမို့ထားတော့အောက်မှာတဲရည်နေဆိုတော့နေရာဒီဆိုလို့ရှိရင်တော့ပို့ပြီးတော့တင့်တော်ရလို့မြင်မိပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်ဗီဒီယိုတစ်ပုဒ်ကတော့ဒီချက်ကို training ပေးတာပေါ့နော်လူအကူနဲ့ပြုလုပ်ထားတဲ့ training လေးဖြစ်ပါတယ်လေ့လာကြည့်ရှုပေးကြအောင်ခင်ဗျာဟုတ်ကဲ့နောက်ထပ်ဗီဒီယိုတစ်ခုကတော့ training ဗီဒီယိုတစ်ခုပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးတော့ကျွန်တော်တော်တော်လေးကိုကြိုက်နေတတ်ပါတယ်ဘာလဲဆိုတာလေ့လာကြည့်ရှုပေးကြအောင်ခင်ဗျာဟုတ်ကဲ့နောက်ဆုံးဗီဒီယိုတစ်ခုကတော့ကြက်ကိုအတက်ပိတ်တဲ့ဟာကိုဘယ်လိုပြုလုပ်တယ်လဲဆိုတာကိုညီကိုတို့အနေနဲ့တပူးစတာအဖြစ်ရရှိအောင်ကြည့်ရှုပေးတော့ကြပါဦးခင်ဗျာဟုတ်ကဲ့အားလုံးလည်းနှုတ်ဆက်ပါတယ်ဘိုင်ဘိုင်ပါ